大家你好，ဒီနေ့老師ဘဟုတုတအနေနဲ့မျှဝေပေးမယ့်အကြောင်းအရာကခုနှစ်လရက်ဒီအရာတွေကိုတရုတ်လိုဘယ်လိုပြောလဲခုနှစ်နရှိအ年年လရွဲ့ရက်ဟဲအောင်ဟောက်ခုနှစ်လရက်年ရွဲ့ဟောက်တရုတ်တွေကခုနှစ်လရက်တွေကိုပြောမယ်ဆိုရင်ခုနှစ်အရင်ပြောတယ်လကိုအလယ်မှာပြောတယ်ရက်ကိုအနောက်မှာပြောတယ်နော်ဥပမာ2025ခုနှစ်2025年အခု8လပိုင်းပေါ့နော်8လပိုင်းဆိုရင်ပါရွှဲ့နေ့ရက်က20မှ9ရက်ဆိုရင်27號2025ခုနှစ်8လပိုင်း29ရက်နေ့ဆိုရင်2025年8月27号学好了吗